မင်္ဂလာပါဆရာမင်္ဂလာပါမြင့်မြင့်ခင်ထုံးမုံစကားဝိုင်းမှာပြန်ဆောင်ရတာအများကြီးဝမ်းသာပါတယ်အဲ့တော့စကားဝိုင်းမတိုင်ငယ်လေးမှာကျွန်တော်ထွက်ထားတဲ့စာအုပ်ကလေးအရင်ဆုံးလက်ဆောင်ပေးချင်ပါတယ်ဝမ်းသာပါတယ်ဆရာကျေးဇူးအများကြီးတင်ပါတယ်ဒီလိုတန်ဖိုးရှိရဲ့လက်ဆောင်လေးရတာဒါပေမဲ့လည်းဆရာစာအုပ်ထွက်ပေးလို့သတင်းကြားကြတဲ့ကဒီစာအုပ်ကိုရှာဝယ်ဖို့စူးစမ်းနေတာဆရာဒါပေမဲ့လည်းအချိန်လေးများအလုပ်တွေရှုပ်ပြီးတော့မှလက်မရောက်လိုက်ဘူးဆရာရဲ့ခုလိုဆရာကိုယ်တိုင်ကိုကြားလက်ဆောင်ရတဲ့အတွက်အရင်ကဝမ်းသာပြီးတော့ဂုဏ်ယူပါတယ်ဆရာကျွန်တော်လည်းကျေးဇူးတင်ပါတယ်ဒါဆရာလည်းစာအုပ်တွေတောက်လျှောက်ရေးလာတယ်ဆိုတော့ဆရာနဲ့သမီးနဲ့စာအုပ်စီစာပြချတဲ့တက်တဲ့စာအုပ်တွေဘာတွေရှိမလဲသမီးတို့ဆွေးနွေးကြည့်ရပါအောင်ဆရာအချိန်ပေါ်မှာမူတည်တာပေါ့နော်ဟုတ်ကဲ့အသက်ရွယ်ပေါ်မူတည်ပြီးတော့လေဟိုနှစ်သက်တဲ့စာအုပ်ဒါမှမဟုတ်ဖတ်ရတဲ့စာအုပ်ပေါ့နော်ဟုတ်ကဲ့ပြောင်းသွားတတ်တာရှိတာပေါ့ဥပမာကျွန်တော်ဆိုလို့ရှိရင်ဒါအခုချိန်လို့ပြောလို့ရှိရင်ဝါဝေးတာဝန်ရပါတယ်ဆိုစာသင်တာလည်းရှိတဲ့ခါကျတော့ဒီပညာဆိုင်ရာစာအုပ်တွေပြန်ဖတ်တာနောက်တစ်ခါခုနကတော့တစ်ဖက်ကလည်းစာရေးတယ်ဆိုတာလည်းဒီသင်တန်းနဲ့ဆက်ဆိုင်နေတဲ့စာတွေကိုပြန်ပြီးຫນွယ်ပြီးရေးတာဖြစ်တဲ့အခါကျတော့ကဲတခြားဆရာဆရာမတွေရေးတဲ့စာအုပ်တွေတခါခုနကတော့သူတို့ရဲ့အတွေးအမြင်တွေတခါပြန်ပြီးတော့ဖတ်တာရှိတယ်ငယ်တော့လို့ပြန်မေးရင်တော့ငယ်တော့အစုံလို့ပြောမှာပေါ့နော်ခြေဝတ္ထုပါတယ်တိုင်းဝတ္ထုတွေလည်းပါတယ်ဘာသာပြန်ဝတ္ထုတွေလည်းပါတယ်ကြပြာတွေလည်းပါတယ်ပေါ့နော်အများကြီးဒါဖတ်ခဲ့တယ်လို့ပြောရမှာအကြိုက်ကတော့အသက်အရွယ်အလိုက်ပြောင်းတဲ့သဘောရှိတယ်ဆရာ။တမီးဆိုလည်းငယ်ကဝတ္ထုတွေအများကြီးဖတ်တယ်ပေါ့နော်။ဒါအကြိုက်ဆုံးကလည်းဝတ္ထုစာအုပ်တွေပဲဖြစ်ခဲ့တာပေါ့အခြေဝတ္ထုတွေဘဝဘေးဝတ္ထုတွေပေါ့နော်။ဒါမျိုးတွေဖတ်ဖြစ်ခဲ့ပါတယ်။အထူးသဖြင့်ငယ်ကဆိုလို့ရှိရင်တော့ဆိုင်းဆရာမဂျူးရဲ့ဝတ္ထုတွေအများကြီးဖတ်ဖြစ်ခဲ့တယ်ဆရာ။ဒါသူ့ရဲ့စာအရေးသားတွေကလူတွေရဲ့စိတ်ကိုလေ့လာအောင်ဆွဲဆောင်ပြီးတယ်ပေါ့။လူတွေကြောင့်နားလည်အောင်ပို့ပြီးလေ့လာခြင်းစိတ်ဖြစ်စေတယ်ပေါ့။အဲ့ကနေပြီးတော့မှခွန်အားတွေလည်းရဖြစ်တယ်ပေါ့။အဲ့ဒါကြောင့်သူ့စာအုပ်တွေဖတ်ဖြစ်တယ်။နည်းနည်းလေးအရွယ်လေးရပြီးလုပ်ငန်းခွင်နဲ့ရောက်လာတဲ့ခါကျတော့ဒီဘဝသရုပ်ဖော်အတွေးခေါ်နဲ့သက်ဆိုင်တဲ့စာအုပ်တွေဒါတွေဖြစ်လာပါတယ်ရှင်အခုကခစ်တွေပြောင်းလာတော့ဆရာရဲ့စာအုပ်တွေကိုအရင်ကျူးကျူးဆဆနဲ့စာကြည့်တဲ့တွေသွားရှာရတငယ်ချင်းတွေစီမေးရနဲ့ကိုဖတ်ချင်ပြီဆိုလို့ရှိရင်အဲ့လိုရှာဖွေရတယ်အခုတော့ audio book တွေ e-book တွေပေါ်လာတဲ့ခါကျတော့စာဖတ်ရတာအရန်ကိုလွယ်လာတယ်ဆရာခရီးသွားရင်ပေါ့နော်လေရင်ပေါ်မှာပဲဖြစ်ဖြစ်ကားပေါ်မှာပဲဖြစ်ဖြစ် audio book ဆိုလို့ရှိရင်လည်းကြက်ကလေးတက်ထားပြီးတော့မှကိုဖတ်ချင်တဲ့စာအုပ်ကိုကြိုက်တဲ့ application ကနေရွေးပြီးတော့မှရှာပြီးတော့ဖတ်နေလို့ရတယ် e-book တွေဆိုလည်း tablet တွေကနေပြီးတော့မှဖတ်သွားလို့ရတယ်ပေါ့နော်တမီးကအဲ့လိုလေးပြောင်းလာတဲ့ဒီခစ်ပြောင်းလာတဲ့ဟာလေးကိုသဘောကျတယ်အဲ့စာအဲ့လိုမျိုးဖတ်လို့ရနေရပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပြောင်းသွားတာကပေါ့နော်ဒီစာရဲ့အရေးသားတွေရဲ့စကလုံးတွေရဲ့တက်ရောက်မှုတွေပြောင်းသွားလားလျော့သွားလားတော့ဒါသမီးလည်းမသိဘူးပေါ့နော်ဆရာလည်းဆွေးနွေးပြပါအောင်ရှင်အဓိကတော့ဒီစကလုံးတွေကပြောင်းသွားတာမဟုတ်ဘူးတက်ရောက်မှုပေါ့တက်ရောက်မှုရဲ့သဘောတဘာဝပြောင်းသွားတဲ့သဘောတော့ရှိတယ်ဥပမာကျွန်တော်ဆိုလို့ရှိရင်ဒါကိုအသက်အရွယ်နဲ့ပြန်စဉ်းစားရင်စာအုပ်တစ်သက်လုံးဖတ်ခဲ့တဲ့သူတော့ဆိုတဲ့အခါကျတော့စာအုပ်ပို့ဖတ်တာပို့ပြီးတော့လေးလေးနက်နက်ရှိတယ်လို့ခံစားရတယ်ဒါပေမဲ့ဒါခုနအလုပ်သဘောတဘာဝအရာ e-book တွေလည်းဖတ်ဖြစ်တယ်ဒါက audio book တွေလည်းနားထောင်ဖြစ်တယ်အဲ့တော့ဒါအကောင်းဆုံးကတော့တွဲနေတာပေါ့ဥမာလွယ်တယ်မြန်တယ်ဒါခုနကိုရှိရောက်လာနိုင်တာပြီးတော့အချိန်မျိုးနေရာမျိုးဆိုတဲ့ကိစ္စတွေကိုစဉ်းစားလိုက်ရင်ဒါ audio book တွေကဒါ e-book တွေအားသာလာတယ်လို့ပြောတယ်ဟုတ်စာအုပ်လိုတယ်ပါရယူစရာမလိုတော့ဘူးတခါခုနကတော့စာအုပ်ကိုကြည့်တယ်တခါဖတ်တယ်စဉ်းစားစရာရှိတာစဉ်းစားရတယ်ဥပမာကျွန်တော်တို့ဆိုငယ်ငယ်ကလေးကမြင်းလေးတားပြီးတော့ဖတ်တဲ့လေးထားချယ်ပြီးတော့အဲ့ခါကျတော့ကိုကအဲ့ကောင်အဲ့အရသာရှိတာအဲဒါကြောင့်ခုဆိုလို့ရှိရင်ကိုရေးတဲ့စာအုပ်ပဲဖြစ်ဖြစ်တခြားဆရာဆရာမတွေရေးတဲ့စာအုပ်ပဲဖြစ်ဖြစ်နောက်ခုနကကိုသဘောကျတဲ့စာအုပ်ကလေးတွေဆိုရင်ကိုကဖတ်လိုက်တယ်မြင်းလေးတွေတားလိုက်တယ်ပြန်ဖတ်တယ်သူဘာဆိုလို့ချင်ဟုတ်ဆရာတို့ခေတ်ကအဲ့လိုလေးလောက်ကြတာများတယ်နှစ်တာအဲ့ဘက်မှာကိုကပူရောက်တာပေါ့နော်ဒါကလည်းခုနကတော့အခြေအနေအချိန်ကားပေါ့ကိုရဲ့အသက်အရွယ်နဲ့လည်းဆိုင်မယ်အချိန်အချိန်ကားနဲ့လည်းဆိုင်မယ်ပေါ့အကောင်းဆုံးပေါ့လေအဲ့တော့ဥပမာ audio book ဆိုပါဆိုဒီဖတ်တဲ့သူကတန်နေတန်ထားအစာပေါ့နော်ဒီစာသားရဲ့အတိတ်ပဲကိုပေါ်လွင်နေဆိုရင်ဒါအနာထောင်လို့ကောင်းတယ်ဟုတ်ကဲ့အနာထောင်လို့ကောင်းတော့အဲ့ဒါဆွဲသွားတာပဲလေအဲ့တော့စာအုပ်တအုပ်မှာအရေးအသားပြင်ကိုဒါဒီဘက်ခေတ်ကြတော့ဒီဖတ်တဲ့သူပြောတဲ့သူကတန့်ဝင်နေဆိုလို့ရှိရင်ဒါခုနကတော့ဖတ်ရလည်းကောင်းတယ်နားလည်းပုံဝင်လာတယ်ပေါ့အဲ့တော့စာအုပ်မှာတော့သူ့ရဲ့မူရင်းစကားလုံးတွေရှိနေတယ်ဖတ်တဲ့သူကဘလောက်လေးလေးနက်နက်ဖတ်တယ်လေဒီပုံမှာမူတည်ပြီးတော့အတိပ္ပယ်တွေပူရတယ်အဲ့တော့စာအုပ်တွေဒီစာသားတွေကပြောင်းသွားတာမဟုတ်ဘူးဒါပေမဲ့တက်ရောက်မှုကတော့ခံယူတဲ့သူမှာရောပေးတဲ့သူမှာရောဒီ approach တွေပြောင်းသွားတာနဲ့အမျှဒါခုနကတော့ပြောင်းလဲလာတဲ့ reflection ကိုမြင်ရတယ်လို့ပြောလို့ရတာပေါ့ဟုတ်ကဲ့ဒီစကလုံးတွေပေါ့နော်ဆောစောတုန်းကစကလုံးတွေရဲ့တရားမှုရောတာတင်တာမရှိဘူးဆိုပေမဲ့လည်းဒီစကလုံးတွေကကျမတို့ဒီ marketing ပေါ့နော် marketing မှာ brand တိဆောက်တဲ့နေရာမှာဒီစကလုံးတွေဘယ်လိုစကလုံးတွေတုံးလို့ရှိရင်ရမလဲဆိုတဲ့ဟာကိုကျမတို့စမ်းသပ်လေးရှိတယ်ပေါ့နော်ဒီ Facebook ပဲဖြစ်ဖြစ် TPC တွေပဲဖြစ်ဖြစ်ကျမတို့
ကြော်ညာသမားတွေပဲဖြစ်ဖြစ်ပေါ့နော်စကလုံးတွေသုံးလုံးပြီးတော့မှလူတွေကိုဆွတ်ဆောင်တဲ့နည်းလမ်းတွေရှိတယ်ပေါ့နော်အဲ့ဒီခါမှာဒီစကလုံးတွေရဲ့တရားမှုကဒီ brand တစ်ခုပေါက်ဖို့လို့အတွက်ဘယ်လောက်တောင်မှစွမ်းအားရှိလဲဆိုတဲ့ဟာကိုတွေ့ရတယ်ပေါ့နော်ဆရာဟုတ်ဆိုတော့အကျန်းအဖြစ်တော့ဗာပြောလို့ရလဲဆိုတော့ဟိုကျွန်တော်တို့ဒီသုတေသနလုပ်တဲ့လူတယောက်အနေနဲ့စဉ်းစားမယ်ပေါ့နော် marketing research လုပ်တဲ့အချိန်မှာအဓိကတော့ကျွန်တော်က message ပေးတယ်ကိုယ့်ရဲ့ brand နော်ဘယ်နေရာမှာရှိချင်တာလဲတခါခုနကတော့ဒီ target audience ကိုဘယ်လိုတက်ရောက်ချင်တာလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ဒါကို brand တိစောက်ခဲ့တဲ့အကြောင်းအရာတွေကိုအခြေခံပြီးတော့ဒါခုန message တစ်ခုပေးတာပဲဘယ်လောက်စွမ်းအားရှိတယ်တခါခုနကတော့ဘယ်လောက်ဆွဲဆောင်မှန်းမှုရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်သုတေသနအမြင်အရဆိုရင်တော့ကျွန်တော် pre-test တွေလုပ်တာကြိုပြီးတော့ပြင်ဆင်တယ်ကြိုပြီးစမ်းသပ်တယ်အဲ့ဒီအချိန်မှာအဓိကနံပါတ်1အမြဲတမ်းပြောလို့ရှိတာလက်ခံနိုင်တဲ့အနေအထားရှိသလားပေါ့အခြေအနေအချိန်ခါရယ်ဒီခုနက brand ကတုံးလိုက်တဲ့စကားလုံးနဲ့ဒီ brand နဲ့နောက်တစ်ခုကဆက်ဆက်မှုရှိသလား relevancy ပေါ့ဆက်ဆက်မှုရှိသလားနောက်တစ်ခုကယုံကြည်ရလောက်သလားပေါ့အဲ့တော့ယုံကြည်ရလောက်သလားဆိုတော့တုံးလိုက်တဲ့စကားလုံးပေးလိုက်တဲ့ message နဲ့ brand နဲ့ဒါတသားတည်းဖြစ်နေတယ်ဆိုတော့အတွေ့အကြုံခန်းစားချက်ကိုပေးနိုင်တော့တိုင်းတာတွေကတော့အများကြီးပဲအဓိကတစ်ခါလေးကြာရင်စိတ်ကိုနှိုးဆွပေးခြင်းလို့ပေါ့နော်တကယ်ကို emotion ကိုပေးခြင်းနဲ့ message ကိုပေးခြင်းတာလားဒါမှမဟုတ်ဒီ relevancy လို့ခေါ်တဲ့ဒီခုနကတော့သက်ဆိုင်မှုရှိရယ်လိုက်လျောညီထွေရှိတာ哦ပေးခြင်းတဲ့ message ကိုနော်သူကသွားခြင်းတာလားအဲ့ပုံမှာမူတည်ပြီးတော့လူတွေကိုထားလိုက်တဲ့ target audience ကဒါဘယ်လောက် mass ဖြစ်တယ်လဲလူများစုနားလည်နိုင်မယ်တခါလေးပုံလေးတစ်ပုံစာလေးတစ်လုံးနဲ့ပဲဒီ message တစ်ခုပေးနိုင်အောင်ကြိုးစားတာရှိတယ်တခါလေးကြတော့လေစကားတွေအများကြီးမပြောဘူးလူနှစ်ယောက်ရဲ့အပြုတ်မှုလေးမိသားစုတစ်စုရဲ့အပြုတ်မှုလေးရပဲဒီခုနကတော့အခြေအနေအချိန်ကဘာလို့ဆိုလိုချင်တယ်ဆိုတဲ့ message ကိုသူကဝိုက်ပြီးတော့ပေးလိုက်တာပဲအဲ့တော့ campaign တွေကျွန်တော်လုပ်တဲ့အချိန်တခါခုနကတော့ဒီ story တွေကျွန်တော်တို့ဖွဲ့တဲ့အချိန်မှာအရေးကြီးဆုံးကဘာလဲဆိုတော့ audience ကိုသိဖို့ရယ်ပြီးတော့ကိုယ့်ရဲ့ brand ကိုယ့်ရဲ့ product နဲ့လိုက်လျောညီတွေရှိပြီးယုံကြည်နိုင်တာလက်ခံနိုင်တာဒီအခြေအနေပေါ်မှာစကလုံးရွေးတယ်တဲတယ်တခါကျွန်တော်တို့ drive လုပ်တာပေါ့နော်ဒီစကလုံးနဲ့ဒီ target ကို drive လုပ်တဲ့အနေထားပို့ပြီးတော့ဆွဲဆောင်မှုရှိတယ်လို့ဒါကျွန်တော်တို့ဒါ research အမြဲပြောတာပေါ့ဟိုစိတ်ဖိစီးမှုတွေများလာတဲ့ခါကြလို့ရှိရင်လေဆရာဘယ်လို podcast တွေဘယ်လိုစာအုပ်တွေက man တဲ့ SK ကိုဖြစ်စေလဲဆရာသမီးဆိုလို့ရှိရင်လည်းတချို့စာအုပ်လေးတွေဖတ်လိုက်တယ်ဆိုလို့ရှိရင်နည်းနည်းစိတ်ပေါ်ပါသွားတာမျိုးဖြစ်တယ်ဆရာဆိုရင်ရောဘယ်လိုလေးဖတ်ဖြစ်လဲနားထောင်ဖြစ်လဲပေါ့ရှင်အဓိကစာအုပ်ကပြဿနာမဟုတ်ဘူးဒါမှမဟုတ်ကိုနားထောင်လိုက်တဲ့ podcast ကပြဿနာမဟုတ်ဘူးအဓိကကိုရွေးချယ်တာရွေးချယ်မှုပေါ့နော်ခုနပြောလို့ကိုကဘယ်ချိန်မှရွေးချယ်မလဲဘာရွေးချယ်မလဲဒါတော့သိဖို့လိုတာပေါ့နောက်တစ်ခုကဘာလဲဆိုတော့ဒီစာအုပ်စာပေတွေဒါမှမဟုတ်ဒီခုခေတ်ဆိုရင်ဒါ audio book တွေရှိတယ် podcast တွေလုပ်ကြတယ်အဲ့လုပ်တဲ့အချိန်မှာသူပေးခြင်းတဲ့ message ကိုကခံယူတဲ့ပုံစံပေါ့အဲ့တော့ဒါတွေကသူပေးခြင်းတဲ့ message ကိုပေးတာကိုနဲ့ frequency ကိုက်ဖို့လိုတာဒါနံပါတ်1ဒါကျွန်တော်နားလဲတဲ့အတိုင်းပြောရမယ်ဆိုရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် तू ကဖြည့်ရှင်းပေးဖို့ကြိုးစားတာမဟုတ်ဒီကိုဖတ်လိုက်တဲ့ကိုနားထောင်လိုက်တဲ့စာစကားလုံးတွေပေါ်မှာအခြေခံပြီးတော့ तू ကကိုယ်စိတ်ကိုဖြည့်လျှော့နိုင်အောင်တခါမှန်တင်းနိုင်အောင်တခါလေကြာလို့ရှိရင်စိတ်ဟိုညစ်လာလို့စာအုပ်ဖတ်လိုက်တယ်တခါလေကြာရင်အဲ့ဖတ်ရင်းနဲ့ခုနပြောသလိုနော်စိတ်ညစ်သွားအမှန်စိတ်ညစ်သွားလဲထပ်ဖတ်ရင်းနဲ့ तू ဆိုလိုချင်တဲ့သဘောပေါက်ပြီးတော့ကွာထွက်ပေါက်ရသွားတာပေါ့ဩသဘာဝကဒီတိုင်းပဲဟုတ်မလားဟိုတခါလေပြဿနာဆိုတာဟိုဖြေရှင်းမှရမယ်တခါလေကြာရင်တချို့ပြဿနာတွေဟာသူ့အတိုင်းထားလိုက်တာအကောင်းဆုံးဖြစ်တယ်ဆိုတော့တခါလေစာအုပ်ကကိုယ်စိတ်နဲ့အခက်မသိလို့ဒါမကောင်းဘူးဆိုတာလည်းမဟုတ်ပြန်ဘူးဘာလို့ဆိုတော့ဒီအခက်မသိတဲ့ဟာကပဲတခါလေကြာရင်ထွက်ပေါက်တစ်ခုပေးတာပြန်ဖြစ်သွားတတ်တာပေါ့အဲ့တော့ဟိုတခါလေကြာရင်ဖတ်တာပဲဖြစ်ဖြစ်နားထောင်တာပဲဖြစ်ဖြစ်အဲ့စကလုံးတွေကပြဿနာမဟုတ်ဘူးတခါဖြေရှင်းပေးတာလည်းမဟုတ်ဘူးအဲ့တော့ကိုကဖြေရှင်းစရာစိတ်ကူးတစ်ခုဖြည့်ရှင်းစရာထွက်ပေါက်တစ်ခုကိုရှာပေးတဲ့နေရာရှာပေးတဲ့ဒီခုနကတော့အရာလို့စဉ်းစားလိုက်လို့ရှိရင်သူကဒါစာဖတ်ရတဲ့အကျိုးကျေးဇူးတစ်ခါနားထောင်ရတဲ့အကျိုးကျေးဇူးလေးတွေကိုစမြင်တာနောက်တစ်ခုကတော့ stick လောက်ထားဖို့လိုတာပေါ့ခါလေးကြာရင်ဒါကိုအသက်အရွယ်နဲ့ဆိုရင်ကျွန်တော်တို့ဆိုရင်တချို့စာအုပ်တွေတချို့စာရေးဆရာတွေဆိုကိုယ်နဲ့ကီးကြိုက်တယ်ဆိုတဲ့ခံစားချက်ရှိဘာဖြစ်လို့လဲသူသုံးလိုက်တဲ့စကားလုံးတွေသူ့ရဲ့လေသံတွေကအစကိုယ်စိတ်ပြေရော့သွားစေတာတခါလေးကြာရင်ခွန်အားဖြစ်စေတာဒီဟာလေးတွေကိုအချိန်နဲ့အမျှပေါ့လေဒါလေးမနဲ့အစည်းအဝေးသွားဖို့ရှိတယ်စိတ်ကပူပန်တာတွေများတယ်ကောင်းပေါ်မှာပဲဒီ podcast လေးတခုနားထောင်လိုက်တာကကိုယ်စိတ်ထဲမှာဒါက relax ဖြစ်သွားစေတယ်အဲ့တော့ကိုကသိနေဒီလူရဲ့အတန်ကိုကြားလိုက်တာနဲ့ဒီလူရဲ့စကားလုံးကိုနားထောင်တာနဲ့
relax ရစီတယ်ဒါလေးတွေကတော့တစ်ဖက်ကမှတ်ထားဖို့လိုတယ်အဲ့တော့ အဲ့ဒါလည်းအခြေအနေပေါ်မှာမူတည်မှာဆရာရဲ့ကိုကဘယ်လိုပြဿနာမျိုးကိုရင်ဆိုင်ပြီးတော့မှစိတ်ခံစားချက်ကမူကမကောင်းနေရလဲအဲ့ဒါဆိုလို့ရှိရင်တော့တခါတလေလို့ဆိုရင်မူမကောင်းဆိုရင် social media ပေါ်တက်ပြီးတော့အဲ့လိုရှောက်ပြီးတော့မှဟိုပို့ဒီပို့နေနေပို့ပြီးတော့မှမူဆိုးသွားတာတခါကျရင်လည်းအဲ့လိုပို့နေနေပဲကိုစိတ်ပျော်စီမဲ့အကြောင်းအရာတွေကိုရေးထားတဲ့အဲ့လို post တွေတွေ့ပြီဆိုလို့ရှိရင်လည်းဒါဖတ်ရင်းနဲ့စိတ်ကပြောင်းသွားတာအဲ့လိုမျိုးလေးရှိတယ်ဆရာအဲ့ဒါမျိုးလေးမကြာခဏတစ်ခါလေးဖြစ်တယ်တစ်ခါလေးကျတော့လည်းမျောသွားပြီးတော့ခုလက်ရှိဖြစ်နေတဲ့စိတ်ခံစားချက်မေ့သွားတာမျိုးပေါ့အဲ့ဒါမျိုးလေးဖြစ်တယ်ဆရာဒါကကိုခံစားရတဲ့ကိုဖြစ်နေတဲ့ပြဿနာနဲ့ပေါ်မူတည်ပြီးတော့မှဒီစာအုပ်မျိုးစားတွေဒီရေးတဲ့စာရေးသားမျိုးစားတွေကအဲ့လိုပေါ်မှာမူတည်သွားမယ်ထင်တယ်ဆရာဟုတ်ခုနဟိုပြောဖို့တလို့ပေါ့နော်တက်ရောက်မှုပေါ့အဲ့တက်ရောက်မှုကိုလူတယောက်ချင်းစီကဘယ်လိုတုံ့ပြန်တယ်လဲပေါ့အဲ့တက်ရောက်မှုရတုံ့ပြန်မှုရဒါလေးနဲ့လည်းသွားပြီးတော့ပတ်သက်လိမ့်မယ်အဲ့လိုပဲဖြစ်ပါမယ်ဆရာဟုတ်ခုကျွန်တော်တို့ဒီလုပ်ခွင်ထဲမှာလုပ်နေတဲ့သူတွေပေါ့တန်တာတို့ဆိုရင်လည်းလုပ်ငန်းခွင်ထဲမှာရှိတယ်အဲ့တော့စာပေကနေပြီးတော့ဒီပေးတဲ့ဒီအတွေးခေါ်ကောင်းလေးရှိမယ်ဒါလေးကြရင်အပြုတ်မှုကိုပြုပြင်ပေးတာရှိတယ်အဲ့တော့ဒီပိုကောင်းလာအောင်ပေါ့ဒီစာပေကနေပြီးတော့မြင့်တင်ပေးနိုင်တဲ့အရေးပါတဲ့အရာတွေကဘာတွေလဲဆိုလို့ရှိရင်တဏ္ဍာဆွေးနွေးပြပါအောင်သမီးအတွက်တော့ဒီစာပေကနေပြီးတော့စာအုပ်ထဲကနေပြီးတော့မှလမ်းညွှန်ချက်တွေဓာတ်ရိုက်နေရတော့ဟိုအလုပ်ခွင်ကိုအကျိုးရှိရတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီစာအုပ်ကိုဖတ်နေရင်လည်းပဲဒီသမီးရဲ့အတွေးခေါ်တွေပြောင်းလဲလာတယ်ကိုယ့်ရဲ့ attitude တွေစိတ်နေစိတ်ထားတွေပြောင်းလဲလာတယ်ခံယူချက်တွေပြောင်းလဲလာတယ်လူတွေပေါ်မှာမြင်တဲ့အမြင်တွေပြောင်းလာတယ်အဲ့လိုနဲ့ပဲဒါကိုယ့်ရဲ့ကိုပြုပြင်ပေးတဲ့ဒီအတွေးပညာတွေပေါ့နော်အသိပညာတွေစာအုပ်ကနေရတယ်ပေါ့အဲ့လိုရတဲ့အခါမှာလုပ်ငန်းခွင်ထဲမှာဒါဒီအလုပ်တစ်ခုဥဆောင်နေတဲ့လူတစ်ယောက်အနေနဲ့ပြဿနာတွေအများကြီးရင်ဆိုင်ရတာတွေရှိတယ်လူတွေအများကြီးနဲ့တွေ့ရတယ်ပြီးလို့ရှိရင်အကြောင်းအရာတွေအများကြီးဖြည့်ရှင်းရတာတွေရှိတယ်ဒီလိုချိန်တွေမျိုးမှာဆိုလို့ရှိရင်ဒီစာအုပ်ကိုဖတ်ခြင်းအပြင်ရလာတဲ့အတွေ့အခေါ်ရင်းချက်မှုပေါ့နော်ဒီလိုအယူအဆတွေဟာဒီလုပ်ငန်းခွင်ပြဿနာတွေကိုဖြည့်ရှင်းတဲ့နေရာမှာဒါတွေကဒါရဲ့အကျိုးပြုပြီးတော့မှကိုဒီလိုတိုးတက်တဲ့အောင်မြင်တဲ့လူတရားဖြစ်စေတယ်လို့ထင်ပါတယ်ဆရာဟုတ်ကဲ့ကြတယ်ဟိုပြဿနာတွေ့လာတယ်ဒါဖြည့်ရှင်းစရာနည်းလမ်းတွေရှာလို့ရတယ်နောက်တစ်ခုကတော့ change ပေါ့နော်ပြောင်းလဲတွေဖြစ်လာရင်လူတွေကဒါဟိုဘယ်လူမျိုးမဆို resistant ဖြစ်တတ်တာဒီတုံ့ပြန်မှုတွေက negative ဆန်တယ်အဲ့ဒီအချိန်မှာခုနကတော့ပေးလိုက်တဲ့ဖတ်လိုက်တဲ့စာပေကနေပြီးကိုတိမ်မွေးစေတယ်စိတ်ကိုပြောင်းလဲစေတယ်ဟုတ်ကဲ့အဲ့လိုမျိုးလေးတက်ဖို့အတွက်ဒါခုနပြောင်းလဲဖို့လိုအပ်တယ်ဆိုတာသိဖို့အတွက်ဒါအထောက်အကူပြုတဲ့သဘောပေါ့နော်အဲ့လိုသဘောလေးဟုတ်ပါတယ်ဆရာဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒီရှေ့မေကွန်လေးတစ်ခုဆက်ရမယ်ဆိုလို့ရှိရင်ဒါစာပေကနေပြီးတော့အတွေးကောင်းကောင်းနေပေးတယ်အဲ့တော့ဒီကိုယ့်ရဲ့ career path ပေါ့နော်ဒီလုပ်ငန်းခွင်မှာလည်းကိုအတွေ့အကြုံတွေတခါခုနရှိလာတယ်တခါလုပ်ငန်းခွင်ထဲမှာရှိနေတဲ့အသိပညာအတတ်ပညာတွေကလည်းတစ်ဖက်ကရှိတယ်တစ်ဖက်ကလည်းဒါစာဖတ်တဲ့သူတယောက်အနေနဲ့ဆိုရင်ဒီကိုယ့်ရဲ့ career ကိုပုံဖော်ပေးနိုင်တဲ့ပေါ့နော်ဒီဟိုလမ်းကြောင်းလေးတစ်ခုပေါ့ဘယ်လိုပုံဖော်ပေးတာမျိုးရှိသလဲတခါကျွန်တော်တို့ဆိုရင်အများအားစဉ်းစားလေးရှိတယ်ဒီလုပ်ငန်းခွင်ထဲမှာအများအားတက်လန်းကိုအများအားရှင်းသားတယ်ဒါပေမဲ့တချို့စာပေတွေကပါပြီးတော့အများအားတက်ဖို့မစဉ်းစားနဲ့လေကလေးကိုတခါလေးကြာရင်ဟိုရာဇမတ်ကွက်လို့ပေါ့နော်ဇက်ဇက်လေးဟိုဘက်ဒီဘက်ရွှေ့သွားတာကိုယ့်အတွက်အမောလဲပြေတယ်တခါတက်လန်းကိုလည်းရှာတယ်ပြီးတော့ပတ်ဝန်းကျင်ဘာလုပ်နေတယ်လဲကိုဘာလုပ်နိုင်တယ်လဲဆိုတာလည်းသိတယ်ပေါ့ဆိုတော့အဲ့သဘောမျိုးဆန်တဲ့ဒီခုနကအတွေးခေါ်တွေဖတ်ပြတဲ့အချိန်မှာcareer path ကိုဘယ်လိုပုံဖော်သွားတာမျိုးရှိတယ်တဏ္ဍာအနေနဲ့ဟုတ်ဆရာကတော့ဒါအများကြီးတွေ့ကြုံရှိခဲ့ပြီးတော့မှစာရေးလည်းအများကြီးဖတ်ခဲ့မှာပဲဒီလောက်လည်းအောင်မြင်နေခဲ့ပြီပေါ့နော်။သမီးကတော့ဒါလောလောဆယ်အနေအထားနဲ့ပေါ့နော်လက်ရှိဒါဟိုလုပ်ငန်းခွင်ထဲမှာဆိုလို့ရှိရင်တော့အတန်အသင့်အောင်မြင်တယ်လို့ကိုတော့ခံယူထားပါတယ်ပေါ့နော်။အဲ့ဒါကဒါအခုသမီးလည်းဒါငငယ်လေးကစပြီးတော့စာအုပ်တွေတော့များဖတ်ခဲ့တယ်ပေါ့နော်။တောက်လျှောက်အဲ့ဒီခါမှာဒီစာအုပ်တွေကတခါတလေကိုကဒီ career ကိုသွားနေရင်းနဲ့ပေါ့နော်။အမှားယွင်းနေရှိတယ်အဲ့လိုပဲတခုခုအစင်မပြေတာတွေဖြစ်လာပြီဆိုရင်တစ်သွားတယ်ပေါ့နော်ငါဆက်မရှောင်နိုင်တော့ဘူးဆက်မသွားနိုင်တော့ဘူးရက်လိုက်တော့မယ်ငါထွက်လိုက်တော့မယ်တော်ပြီကွာဆက်မလုပ်ချင်တော့ဘူးနောက်ဆုံးမိန်းကလေးတယောက်ပဲဟာကိုပဲငါအင်ရှင်မလေးပဲလုပ်ပြီးတော့ယောက်ျားလေးယူပြီးတော့အေးစစ်စစ်လေးပဲထမင်းလေးပဲချက်တော့မယ်အဲ့လိုမျိုးတွေပေါ့နော်ဒီလုပ်ငန်းခွင်ထဲမှာဒီလိုဆက်မသွားတော့ဘူးလို့စဉ်းစားပြီးမယ်လဲအဲ့တော့ဒီစာအုပ်တွေဖတ်ခဲ့တဲ့အခြေခံရှိတဲ့လူတယောက်အနေနဲ့ပေါ့နော်အဲ့လိုမျိုးတင်ကလေးဖြစ်လိုက်ပြီးမယ်လဲခဏလေးနဲ့ပဲကိုဖတ်ခဲ့မှတ်ခဲ့တဲ့အကြောင်းအရာတွေက
ကနေကိုယ်စိတ်ခံအားလေးပြန်ရပြီးတော့မှငါမဖြစ်သေးဘူးပေါ့နော်ဒါဒီခေတ်ကြီးထဲမှာနေနေတဲ့လူငယ်တယောက်လည်းဖြစ်နေတယ်ရှေ့ဆက်သွားဖို့လိုတယ်ပေါ့နော်ဒီလိုမျိုးကြောင်ထိုးနေလို့မရဘူးဆိုပြီးတော့မှခွန်အားနဲ့ဒါပြန်မွေးရင်းနဲ့ဒီအကြောင်းအရာလေးကိုပြန်စဉ်းစားရင်းနဲ့ရှေ့ဆက်ရှောက်ဖြစ်တယ်အဲ့လိုမျိုးအတွေးခေါ်လေးတော့ရတယ်အဲ့လိုပဲဒါရာထူးငယ်လေးရနေပြီးတော့စပြီဆိုလို့ရှိရင်ဒါပြဿနာတွေရင်ဆိုင်ပြီဆိုလို့ရှိရင်မြန်ဖြစ်ရှင်းတဲ့နီလန်းနေနောက်တစ်ခုကကြတော့ဒီစိတ်တမကြောင်ခွန်အားမွေးတဲ့နီလန်းနေဒါမျိုးလေးတွေပေါ့နော်နီလန်းဆိုတာထက်ပေါ့နော်ကိုခွန်အားပြန်ဖြစ်အောင်ပြီးတဲ့စိတ်ခွန်အားတစ်မျိုးပေါ့အဲ့လိုမျိုးလေးရလာရင်းနဲ့ပဲတဖြည်းဖြည်းနဲ့ဒါရာထူးလေးတွေမြင့်လာတယ်ကိုတောင်ရွာတဲ့အပိုင်းလေးတွေမြင့်လာတယ်အဲ့လိုမြင့်လာတဲ့ခါလို့ရှိရင်လည်းတောင်ရွာတဲ့အပိုင်းတွေကြီးလာလို့ရှိရင်လည်းအဲ့လိုစိတ်ပစ္စည်းမှုတွေများရင်ငါလုံနိုင်ပါမလားမလုံနိုင်တော့ဘူးလို့စဉ်းစားပြီးမဲ့လည်းမဖြစ်ဘူးငါလုတ်ကိုလုံနိုင်ရမယ်ဆိုတဲ့စိတ်ကလေးပေါ့နော်အဲ့လိုစိတ်ကလေးဖြစ်စေတာကလည်းပဲဒါသမီးအဲ့လိုမျိုးဖတ်ခဲ့တဲ့စာအုပ်တွေရဲ့တွန်းအားကြောင့်လို့ထင်ပါတယ်ကိုစိတ်ကိုmotivation ဖြစ်အောင်လုပ်ပေးတဲ့အတွေးခေါ်လေးရစီရလို့ထင်ပါတယ်ဆရာဟုတ်ကဲ့အဓိကကတော့ခုနကသင်ယူမှုအသစ်ပေါ့နော်အဲ့တော့သင်ယူမှုအသစ်တွေကိုဒီခါလေးကြာရင်ဒီစာအုပ်ဖတ်ရင်ရတယ် drive လုပ်သွားတာရှိတာဟုတ်ကဲ့အဲ့လိုမျိုးလေးဟုတ်တယ်ဆရာဒါကလည်းစာအုပ်ဖတ်လို့အများများဖတ်ခဲ့ရင်းနဲ့ပဲရသွားတာဘယ်စာအုပ်ကနေရခဲ့တာလဲလို့ထောက်ပြဖို့ကတော့ခက်တယ်ပေါ့နော်အများကြီးဖတ်ခဲ့တဲ့လူတယောက်အနေနဲ့အတွေးခေါ်တွေကဟိုကဖတ်လို့ရှိရင်တမျိုးအတွေးရတယ်ဒီကဖတ်လို့ရှိရင်ကိုယ်စိတ်ကိုဘယ်နေရာလေးမှာခွန်အားပေးတယ်ဒီကဖတ်လို့ရှိရင်ကိုယ့်ရဲ့မကောင်းနေတဲ့စိတ်ဘယ်စိတ်ကိုပြုပြင်ပေးလိုက်တယ်ဒီလိုမျိုးနဲ့ပဲစာအုပ်တွေအများကြီးဖတ်ရင်းနဲ့အတွေးခေါ်အဲ့လိုရှင်းသန်သွားတယ်လို့ထင်ပါတယ်ဆရာဟုတ်ကဲ့အခုကျွန်တော်တို့ကဒါစာအုပ်ဖတ်တဲ့သူတွေဆိုတော့လေ career life မှာပေါ့ခါလေးကျရင်ကိုယ်တွန်းအားပေးတဲ့ပြောင်းလဲဖြစ်စေတဲ့စာအုပ်တွေခါလေးကျရင်စာစုလေးတွေရှိတယ်ဟုတ်ကဲ့။ဥပမာကျွန်တော်ဆိုလို့ရှိရင်ငယ်ငယ်ကခက်ကြက်တဲ့တွေတွေ့တယ်။ခုနကဆောင်းမွေးမအောင်တာတွေရှိတယ်။အဲ့ချိန်မှာဒီလောက်ဆိုတော်ပါပြီဆိုတဲ့အတွေ့တွေပေါ်လာတာရှိတယ်။ဒါပေမဲ့စာအုပ်တော့ကောက်ဖတ်လိုက်တယ်။အဲ့ခေယောင်းလန်းကိုဖြတ်ကျော်ခြင်းအဲ့စာအုပ်လေးဖတ်တဲ့အချိန်မှာငါတယောက်တည်းဖြစ်နေတာမဟုတ်ဘူး။လူငယ်တိုင်းဖြတ်သန်းမဲ့ဘဝတစ်ခုဖြစ်နေပါလားပေါ့ရေးတဲ့စာရေးဆရာကတော့လူငယ်ကိုရွေတာဖြစ်ကောင်းမှဖြစ်လိမ့်မယ်ဒါပေမဲ့ကိုယ်နဲ့တိုက်ဆိုင်သွားတဲ့ခါကျတော့ကိုယ်ဘဝကိုပြန်ပြီးတော့တက်မှတ်တာရှိတယ်အခုနောက်ပိုင်းဒီဘက်အသက်အရွယ်မှာကိုသဘောကျတာရှိတယ်အဲ့စာရေးဆရာမဆိုလို့ရှိရင် the great ဆိုတဲ့စာအုပ်ကလေးထုတ်ထားဟုတ်ကဲ့ဒါမြန်မာလိုပြန်မယ်ဆိုလို့ရှိရင်ဒါဇွဲရှိတာပေါ့နော်ဇွဲရှိတာအဲ့တော့ तू ပေးခြင်းတဲ့ message ကပါလဲဆိုတော့ဒီဇွဲရှိတယ်ကြိုးစားအားထုတ်မှုရှိတယ်ဆိုတာကပါရမီပါတယ်ဉာဏ်ကောင်းတယ်ဆိုတာထက်ပို့ပြီးတော့တာသွားနိုင်စေတယ်ပေါ့ဆိုတော့သူကိုယ်တိုင်ကဒါအကြောင်းဆရာမလာတယ်တခါ researcher လာတယ်တခါခုနကစာရေးဆရာဖြစ်လာတဲ့အချိန်မှာသူ facts တွေရောဒီခုနက message တွေရောနှစ်ခုစလုံးကိုပေါင်းပြီးတော့ရေးနိုင်တဲ့တွေးပေးနိုင်တဲ့ပေါ့နော်ကျွန်တော်ဆိုအဲ့စာအုပ်တစ်အုပ်လုံးနဲ့ကြိုက်တယ်ခုနသူပေးတဲ့ဒီခုနအတွေးစာစုပေါ့ဟုတ်ကဲ့သူဒီ drive လုပ်သွားတာအောင်စကလုံးနဲ့ formula လေးတွေတောင်ပါတယ်သူအတွေး formula ပေါ့ဆိုတော့ဒီဟာပေါ့ဒါမျိုးလေးရှိတာပေါ့အဲ့တော့တဏ္ဍအနေနဲ့ဆိုရင်ရောကိုယ်ပြောင်းလဲသွားတယ်ကိုယ်ခုနကတော့တွန်းအားပြည့်စည်ခဲ့တဲ့စာစုဒါမှမဟုတ်စာပေဆိုရင်ပါပြောင်းဟုတ်ကဲ့ဆော့ဆော့ပြောခဲ့တယ်လို့ပဲတကယ်တော့စာအုပ်တွေကအများကြီးဖတ်ခဲ့တာဆိုတော့ပေါ့နော်အပြောင်းအလဲဖြစ်စေတယ်ထူးထူးခြားခြားဆိုလို့ရှိရင်တော့သမီးငငယ်ရဆိုတာဒီလုပ်ငန်းခွင်နဲ့စရောက်တဲ့အချိန်ပေါ့ဆရာသမီးတို့ရဲ့လုပ်ငန်းခွင်ဆိုတာဒီ research industry ကလည်းပဲရောက်ချင်းဝင်လာချင်းလူတွေဆိုလို့ရှိရင်ငါဘာလုပ်နေတာလဲဆိုတာကိုနားလည်ဖို့ခက်တယ်လေနော်ဆရာသူများရဲ့လို့ဆရာဝန်ကြီးလုပ်တယ်စိတ်ကူမယ်အင်ဂျင်နီယာကြီးလုပ်မယ်စာအုပ်တွေစောင့်မယ်လက်စစ်တွေပြင်မယ်ဒါမျိုးတွေကပုံဖော်လို့ရတယ်ဒါပေမဲ့ကိုက research ဘာလဲဘာလုပ်ရတာဘာကြီးဖြစ်မှာလဲဘာကြီးလည်းမသိဘူးမသိတဲ့ခါကျတော့ရောက်တဲ့အချိန်မှာရောက်ချင်းတော့ကိုယ်လုပ်ငန်းခွင်ကိုနားမလဲတာကိုကိုရွေးချယ်လိုက်တာမှန်လားမလားဆိုပြီးဆိုပါဖြစ်ရင်လည်းဘာမှမသိတဲ့အချိန်မှာအလုပ်ပြောင်းမယ်ပေါ့နော်တခြားလုပ်တစ်ခုပြောင်းလိုက်တော့မယ်ဒီ career life ကိုပြောင်းမှရမယ်ဒါကြီးကိုငါမသိနေဘူးလားမသိဘူးနားမလဲတာလားဘယ်လိုလဲမသိဘူးအဲ့လိုမျိုးဒါပေမဲ့ကိုကြိုက်လို့ပဲဒီဟာကိုရွေးချယ်ခဲ့ပြီးတော့မှအဆုံးမှာဘာဖြစ်မှလဲမသိတဲ့ခါကျတော့ပြောင်းကျင်စိဖြစ်ခဲ့တယ်ပေါ့နော်ဖြစ်ပြီးတော့မှပြောင်းမယ်လို့လဲတကယ်ဆုံးဖြတ်ခဲ့ဘူးတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာမိတ်ဆွေတယောက်ကကျမကိုစာအုပ်လေးတစ်အုပ်လက်ဆောင်ပေးတယ်ပေါ့နော်ရောနဲ့တန်စင်ရောဆိုရဲစာအုပ်လေးအဲ့စာအုပ်လေးဖတ်တယ်ပေါ့နော်စိတ်လေးနဲ့ဖတ်လိုက်တာပဲဒါပေမဲ့အဲ့ထဲမှာ तू ကဘာမှမဟုတ်ဘူးငှက်ကလေးတစ်ကောင်ပဲအဲ့ငှက်ကငှက်ဆိုတဲ့အမျိုးကတောင်ပန်းနဲ့ပြန်ပြီးတော့မှသူတို့သွားကျင်တဲ့နေရာသွားမယ်အစာရှာမယ်ဒါဆိုပြီးသွားပြီဒါသူ့တောင်မယ်သူ့ရဲ့ဘဝကလည်းဒါပဲလေဒါပေမဲ့အဲ့မှာအဲ့ယောနသန်ဆိုတဲ့ငှက်ကလေးကကြတော့ तू ကဒီပြန်တန်းချင်းအတက်ပညာကအဆုံးထိသင်လို့ရလားအဆုံးမှာဘာရှိမှာလဲဘာဖြစ်မှာလဲအရန်ကိုအမြင့်ကြီးပြန်ရောမရဘူးလားပြန်ကြည့်မယ်ဘယ်သူမှမပြန်နိုင်အောင်အဟာဒါပေမဲ့ तू ရအောင်လုပ်မယ်ဆိုပြီး तू အရန်ကိုလေ့ကျင့်လိုက်တယ်
သူများတွေကတော့ဘာတိပဲမှမရှိပဲနဲ့ငှက်ဆိုတာပြန်ယုံမဲ့ဟာကိုဒီကောင်ဘာလို့လုပ်နေရလဲလို့အမျိုးမျိုးပြောကြပေမဲ့လည်းသူကလုံးဝဇွဲမလျှော့ဘူးပြန်တယ်ပြုတ်ကြတယ်တောင်ပန်နေကျိုးတယ်မရဘူးပြန်တယ်အဆုံးတစ်နေ့မှာသူကအဲ့လိုအရန်ကိုပဲအမြင့်ယူလဲပြန်နိုင်တယ်လို့သူများရဲ့မပြန်နိုင်တဲ့နီးလန်းပေါင်းစုံနဲ့စမ်းတစ်ပြီးတော့လေသူကပြန်နိုင်သွားတယ်ပေါ့အဲ့ဒီခါမှာသူကအဲ့ဒီ PT ကိုသူခံစားပြီးတော့မှသူအရန်ကိုဂုံယူပြီးတော့ဝင့်ကြွားသွားတယ်သူအရန် PT ဖြစ်သွားတယ်အဆုံးတစ်နေ့မှာဘာဖြစ်တာလဲဆိုတော့သူသိသွားတယ်အမြင်ကြီးကနေသူကြည့်လို့ရတယ်ဒါမျိုးဖြစ်သွားတယ်ပေါ့အဲ့ဒါကိုဖတ်ပြီးတော့ကိုလည်းငါဒီ research ကအဆုံးမှာငါမသိသေးလို့ပေါ့နော်အဆုံးတစ်နေ့ရောက်တဲ့အထိအောင်ငါသွားရမယ်အောင်မြင်သွားလို့ရှိရင်ဘာတွေဖြစ်လာမလဲဆိုတာအဲ့ငါအသက်အရွယ်ရောက်လို့ရှိရင်ငါအောင်မြင်သွားရင်ဒါတွေကိုငါမြင်ရမှာပဲဆိုပြီးတော့မှငါလှုပ်ကြည့်လိုက်မယ်ပေါ့ဘာမှမဟုတ်ငါရအောင်လှုပ်ကြည့်လိုက်မယ်ဆိုပြီးတော့မှအဲ့ဒီအသက်အရွယ်ပေါ့20ကျော်အရွယ်ကနေစပြီးတော့မှဒီဟာကိုရအောင်ချက်ကုတ်ချက်ခဲပေါ့ဘာကြီးမှမသိပေမဲ့လည်းချက်ကုတ်ချက်ခဲလှုပ်လိုက်တာတဖြည်းဖြည်းနဲ့ဒီ industry ကိုနားလည်လာတယ်ဒီ industry အကြောင်းကိုပို့ပြီးတော့မှသိလာလေအရင်စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာသိလာတယ်ပြီးတော့ကိုရွေးချယ်တဲ့ career life ကမှန်ပါလားဆိုပြီးတော့အခုချိန်မှာအရန်ကိုဂုဏ်ယူတဲ့လူတစ်ယောက်ဖြစ်တယ်ပေါ့နော်ဒါဆိုရင်တော့ဆရာပြောတယ်လို့ဆိုလို့ရှိရင်ဒီစာအုပ်ပေါ့နော်အဲ့ဒီဆော့ဆော့ပြောတဲ့ Jonathan တင်ရောဆိုတဲ့စာအုပ်ကသမီးရဲ့ career life ကိုတက်မှတ်အောင်လုပ်ပေးတယ်လို့ပြောလို့ရပါတယ်ဟုတ်ဆရာဆော့ဆော့ပြောတဲ့ Grace ဆိုတဲ့စာအုပ်လေးလည်းဖတ်ကြည့်ပါဦးမယ်ရှင်ဆရာနဲ့စာအုပ်စာပေတွေအကြောင်းပြောရတာအရင်ကဝမ်းသာစရာပဲအခုဆိုသမီးတို့စာအုပ်တွေအကြောင်းပြောဖြစ်သွားပြီပေါ့နော်စာပေတွေအကြောင်းဆွေးနွေးဖြစ်သွားတယ်ဆရာအခုစာဖတ်ရင်ဆရာစာအုပ်ကိုကြိုက်ပြီးတော့ဖတ်ရတာပို့ပြီးတော့မှဆရာအတွက်ပို့ပြီးတော့မှထိရောက်မှုရှိတယ်ပို့ပြီးတော့အားရတယ်ဆိုတဲ့ဟာလေးကိုလည်းသမီးကဆရာဖတ်ရင် highlight လေးတွေခြယ်တယ်ပေါ့ကာလာလေးတွေခြယ်တယ်ကိုကြိုက်တဲ့စကားစုလေးတွေဆိုခြယ်ပြီးတော့မှဆရာစာအုပ်ထဲမှာအဲ့လိုအမှတ်တရလေးထားတတ်တယ်ဆိုတဲ့ဟာလေးကိုသမီးသဘောကျတယ်အဲ့ဒီဟာတကယ်လဲကိုတချင်းချင်းမှာဒီစာအုပ်လေးကိုပြန်ကောက်ကန်လို့ရှိရင်ငါဖတ်တော့ဒီစကားစုလေးကိုငါကြိုက်ခဲ့တာပဲဒီစာသားလေးကိုငါသဘောကျခဲ့တာပဲ apply လုပ်တယ်ဆိုတာဒီကိုဘယ်နေရာမှာဒီဟာလေးဒီစာသားကငါ့ကိုဘယ်နေရာမှာခွန်အားဖြစ်စေတယ်ပြန်အသုံးချလို့ရတယ်ဆိုတာဒီမှတ်ထင်ဖြစ်စေရပါတော့နော်ဆရာတမီးကတော့ဒါ audio book တွေ e-book တွေဖတ်တာဆိုတော့ပြန်သိမ်းအဲ့လိုမျိုးပြန်သိမ်းထားပြီးတော့မှတ်ထားဖို့ကနည်းနည်းခက်တယ်လေဒါကစာအုပ်ထဲ highlight လေးအဲ့ဒါလေးကိုတော့သဘောကျရဲဆရာအဲ့လိုမျိုးလေးနောက်ဆိုရင်လုပ်ကြည့်အောင်မယ်ဆရာစာအုပ်ကင်ဖတ်ပြီးတော့အခုတဏ္ဍပြောကမှဘာတွေးလဲဆိုတော့ဟိုခက်ကပြောင်းလာတော့လေစာအုပ်ဖတ်တယ်မူရင်းအလေးကျင့်ပေါ့နော်အသက်အရွယ်နဲ့လည်းဆိုင်ပါပေါ့အသက်ကြီးလာတဲ့ခါကျတော့လှုပ်ရိုးလှုပ်စင်ကိုလှုပ်ဖြစ်တာလည်းပါမယ်နောက်ခုဒီ podcast တွေနားထောင်တာအစားဘာသွားလှုပ်ဖြစ်လဲဆိုတော့ကျွန်တော်တို့ computer စကားနဲ့ပြောမယ်ဆို control save ဒီခုန save လုပ်ထားဖြစ်တယ် save လုပ်ထားတယ်ပြီးရင်ငါဒါလေးပြန်နားထောင်လိုက်အောင်မယ်ဘလို့ဟာမျိုးရှိသွားတာပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ပေးခြင်းတဲ့ message ပေါ့နော်ပေးခြင်းတဲ့ message ကဒီပြောတဲ့သူပေါ့ဒါမှမဟုတ်တဆင့်ပြန်ပြီးတော့ပြောပြတဲ့သူရဲ့ဒီခုနစိတ်ဝင်စားမှုခွန်အားပေါ့နော်သူဒီအတန်ရဲ့ powerစိတ်ဝင်စားမှုဒါတွေကနေပြီးတော့ခုနနောက်တစ်ဆင့်နားထောင်လိုက်တဲ့လူကိုတွားပြီးတော့ဒါခွန်အားဖြစ်စေတယ်ဒါမှမဟုတ်အတိတရားရစေတယ်ဆိုတဲ့ဟာလေးတွေတွားပြီးတော့မြင်ရတယ်ဒီခုနတဏ္ဍပြောတဲ့စာအုပ်ကဒါစာဖတ်တဲ့အချိန်မှာမြင်တောင်းမှမဟုတ်ဘူးဒီကျွန်တော်သဘောကျတဲ့ဟာဆိုလို့ရှိရင်ဒီ save လုပ်ထားပြတဲ့ဟာတိုင်းကပါတယ်ဆိုတော့ဒီစကလုံးတွေကိုခွန်အားပြပြောင်းပေးနိုင်တဲ့ဟာပေါ့နော်ဒါခေတ်ရဲ့ပြောင်းလဲမှုရယ်နောက်ဒီဘက်ခေတ်လူငယ်တွေအတွက်ဆိုလို့ရှိရင်ဒီ podcast ခေတ်ကိုရောက်လာတယ်ဒီ audio book ကိုရောက်လာတဲ့အချိန်မှာဒါအားသာစေတဲ့သူတို့ကိုစာဖတ်ဖြစ်လာအောင်အခါခုနကတော့သူတို့ကိုပို့ပြီးတော့ခွန်အားဖြစ်စေတဲ့စကားတွေစာတွေကိုအိမ်မှာလည်းမဟုတ်ဘူးလုပ်ငန်းခွင်ထဲမှာမဟုတ်စာကြည့်လိုက်တဲ့တောင်းမှမဟုတ်ကားမောင်းနေရင်နဲ့ဒါမှမဟုတ်ခုနကတော့တနေရာမှာသွားရင်းနဲ့ဒါငကြက်ကလေးတက်ထားရင်းနဲ့ကိုရတယ်ဆိုတဲ့ဟာလေးဟုတ်တယ်တမီးတို့ဆိုအဲ့လိုမျိုးပဲကားပေါ်မှာအဲ့လိုငကြက်လေးတက်ပြီးနားထောင်ဖြစ်တယ်ဆရာအခုလဲတော်တော်များများလူငယ်လေးတွေဆိုလို့ရှိရင်အဲ့လို podcast တွေနားထောင်တာများလာတယ်ပေါ့နော်ဆရာ e-book တွေဖတ်ကြတယ်သူတို့လည်းအဲ့လိုစာအုပ်တွေတကူတကရှာပြီးတော့ဖတ်တာမျိုးမလုပ်ကြတော့ဘဲနဲ့ဒီလို e-book တွေဒီလို audio book လေးတွေနားထောင်နေတာမျိုးတွေတွေ့ဘူးတယ်ဆရာတော်တော်တချို့လူငယ်လေးတွေပေါ့နော်အဲ့တော့လူငယ်အများစုလို့ပြောရမှာပေါ့ဒါပေမဲ့တချို့ကြတော့လည်းဒီဘက်ခေတ်လူငယ်လေးတွေကစာဖတ်အားနေလာကြတယ်ပေါ့နော်ငယ်တဲ့လူတွေဆိုလို့ရှိရင်အားနေလာကြတယ်သူတို့မှာသင်ယူလေ့လာမှုအချိန်တွေကလည်းခုခေတ်ကအရင်အများကြီးသင်ကြတယ်သင်တဲ့မျိုးစုံတက်ကြတယ်ဆိုတော့အဲ့လိုအချိန်လေးနဲ့လာလည်းပါမယ်ထင်တယ်ဆရာအဲ့ဒါလေးဟုတ်ပြောင်းလဲပေါ့ပြောင်းလဲကိုလက်ခံနိုင်ဖို့ပေါ့နော်။ဘာလို့ဆိုခေတ်ကရေစည်းကြောင်းကပြောင်းသွားတယ်။အဲ့တော့ကိုစာရေးသူလူစဉ်းစားမယ်ဆိုရင်စာရေးတဲ့အလုပ်ကဒါစာအုပ်ထုတ်မှငါစာရေးတာလားပေါ့။ social media တွေမှာရေးတယ်။ immediate ဒီ message တွေပေးနိုင်တယ်။တခါ response နဲ့ပြန်ရနိုင်တယ် two way ဖြစ်လာတာ။ဟုတ်ကဲ့။ဒါခုနကတော့ monotone နေမဟုတ်တော့ဘူးပေါ့နော်။တကယ်တန်ဆုံကိုကြားနိုင်တဲ့တန်ဆုံကိုမြင်ရတဲ့တုံ့ပြန်မှုကိုမြင်ရတဲ့အဲ့ဒီဖြစ်လာတယ်နောက်ပိုင်းမှာစာအုပ်တယ်မဟုတ်ခုနကတော့ကိုယ်တိုင်လဲ podcast တွေကိုယ်တိုင်လဲဒါ audio book တွေ e-book တွေထုတ်နိုင်အောင်ကြိုးစားရင်ဒါခုနကတော့ connection ပို့ရနိုင်တယ်
response ကိုလည်းချက်ချင်းပြန်ရနိုင်ဒါလေးကအတိတစ်ခုဖြစ်တာပေါ့နော်ဟုတ်တယ်ဆရာဟုတ်ပါတယ်ဆရာအခုအမေအဖြေခန်းနာလေးကိုတွက်ကြပါမယ်မြင့်မြင့်ခင်ထုံးမို့စကားဝိုင်းအတွက်ကြိုပြီးတော့မှပေးပို့ထားတဲ့မိကွန်းလေးတွေရှိပါတယ်ပရိသတ်တွေရဲ့မိကွန်းတွေအများကြီးတွေကမှမိကွန်း၃ခုကိုဖြည့်ပေးပါမယ်ရှင်ပထမဆုံးမိကွန်းကတော့ယနေ့ခေတ်လူငယ်တွေအောင်မြင်ဖို့အရေးကြီးဆုံး skill ၃ခုကဘာတွေဖြစ်မလဲတဲ့တဏအမြင်အရင်ပြောပါဦးဟုတ်ကဲ့သမီးအမြင်ဖြည့်ကြည့်လိုက်မယ်ပေါ့နော်ဆရာသမီးအမြင်ရဆိုလို့ရှိရင်တော့လူငယ်တွေပေါ့နော်ဒီအောင်မြင်ဖို့လို့အတွက်လူငယ်တွေမဟုတ်ပါဘူးအောင်မြင်ဖို့ဆိုတာကတော့ scale တွေကတော့အများကြီးရှိမှာပေါ့ဆရာဒါသူ့ရဲ့မိကုံးကတော့ scale 3ခုအရေးကြီးဆုံး scale 3ခုလို့ပြောထားတော့နံပါတ်1အရေးကြီးဆုံးကတော့သမီးအတွက်တော့ဒီစဉ်ဆက်မပြတ်လေ့လာနေဖို့ကအရေးကြီးတယ်ပေါ့နော် lifelong learning ကလည်းအရေးကြီးပါတယ်နောက်တစ်ခုကတော့နံပါတ်2အရေးကြီးဆုံးကတော့ဒီ communication ပေါ့ communication ကလည်းအရေးကြီးပါတယ်လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးအောင်မြင်နေဆိုတာလူအများစုနဲ့အလုပ်လုပ်ရတာဆိုတော့ပေါင်းသင်းဆက်ဆံရေးကလည်းအရေးကြီးပါတယ်ဆရာနောက်တစ်ခုအရေးကြီးဆုံးကတော့ဒီကိုယ့်ရဲ့ attitudeပေါ့ mindset ပေါ့ mindset ကိုအပြောင်းအလဲလုပ်နိုင်တဲ့စွမ်းရည်ပေါ့လက်ခံနိုင်တဲ့စွမ်းရည် adaptable ပေါ့အဲ့ဒါလည်းအရေးကြီးရလို့ထင်ပါတယ်ဆရာဟုတ်ကဲ့အဲ့တော့လူငယ်တွေအတွက်ကျွန်တော်တို့ရည်ရွယ်ပြီးတော့စဉ်းစားလိုက်တဲ့ skill 3ခုပေါ့ခုနပြောသလိုပဲအများကြီးပဲ skill set တွေကတော့အဲ့ထဲမှာဒါခက်နဲ့လိုက်လျောညီဖို့ဆိုလို့ရှိရင် technical skills တွေသူကဒီခက်နဲ့လိုက်လျောညီထွေဖြစ်တဲ့ဒီခုနကနီးပညာတွေနားလည်ဖို့လိုလာတယ်ပြီးတော့လိုက်လျောညီထွေဖြစ်ဖို့လည်းလိုလာတယ်ဒါနံပါတ်1အချက်ပေါ့ဒုတိယတစ်ချက်က self awareness ပေါ့နော်ကိုသိဖို့လိုလာတယ်ခေတ်ရဲ့တောင်းဆိုချက်ကိုကိုသိရမယ်ကိုဘာဖြစ်ချင်လဲဘာလုပ်ချင်လဲကိုဘာလုပ်နေလဲဘာဖြစ်နေလဲဒါကိုသိဖို့လိုအပ်လာတဲ့အချိန်ခါခေတ်ကိုရောက်လာတာပေါ့နော်ဒါ self awareness ကလည်း skill ထဲမှာထည့်ရမယ့်အရာတစ်ခုဖြစ်လာတယ်နောက်တတိယအချက်တစ်ခုပေါ့နော်တတိယအချက်တစ်ခုကဘာဖြစ်လာလဲဆိုလို့ရှိရင်ဝေဖန်ပိုင်းခြားနိုင်ဆိုကျွန်တော် research တွေပြောမယ်ဆိုရင် analytical skills တွေနော်ဒီ analytical thinking ပေါ့စမ်းစစ်ဝေဖန်တတ်တဲ့အတွေးအခေါ်ရှိဖို့လိုလာတယ်ဒါခေတ်ရဲ့တောင်းဆိုချက်လည်းဖြစ်လာတဲ့အခါမှာရှေ့မှာကလေးကဒါကျွန်တော်တို့ခေတ်တွေဆက်မှာ skill ပေါင်းစုံလိုအပ်ချက်တွေရှိတယ်အဲ့ထဲမှာတောင်းဆိုချက်ကဒီ၃ခုလို့ကျွန်တော်မြင်တယ်ဒုတိယမိကွန်းက generation နှစ်ခုလုံးအတွက်အတူတကွသင်ယူနိုင်တဲ့အရာတစ်ခုစီကိုသိကျင်ပါတယ်တဲ့ကျွန်တော်အနေနဲ့စဉ်းစားမယ်ဆိုရင်ဒီလူငယ်တွေရှိကနေနည်းပညာနဲ့ပတ်သက်တာတွေသင်ယူချင်တာပေါ့ဟုတ်ကဲ့သင်ယူချင်တယ်ဆိုတဲ့နေရာမှာအခုဆိုရင်ဒါဒီ AI ခေတ်ရောက်လာတယ်ကိုနားမလည်တာတွေအများကြီးပဲမလုပ်တတ်တာတွေလည်းအများကြီးပဲဖုန်းအသစ်ဝယ်ဆိုဝယ်လိုက်တာပဲဒါပေမဲ့ဒီခုနက AI နဲ့ချိတ်ဆက်ထားတာမချိတ်ဆက်ထားတာဒါတွေကကိုယ့်အတွက်ဆိုရင်အခက်အခဲလေးတွေရှိလာတဲ့အခါမှာသတိထားမိတဲ့လောက်ကလူငယ်တွေအတွက်ကအဲ့ဒီကောင်က learning curve ကမြန်တယ်သူတို့ရှိရအဲ့ဒါသိနေတယ်ဟုတ်ကဲ့ကျွန်တော်ဘက်ကပြန်စဉ်းစားရင်ကိုအတွေ့အကြုံကိုဖြတ်တန်းခဲ့တယ်တခါကိုနာတော့ကိုလုံးနေတဲ့အရာလေးတွေကဘာမှန်ခဲ့တယ်ဘာမှားခဲ့တယ်ဒါလေးတွေပြန်ပြီးတော့မျှဝေနိုင်မယ်လို့ထင်တယ်ဟုတ်ကဲ့အဲ့ဒါလက်ခံပါတယ်ဆရာသမီးကဒါလူငယ်တယောက်အနေနဲ့သမီးကဘာလို့အတူတူသင်ကျင်လဲဆိုတဲ့ခါကျတော့ culture change ပေါ့နော်ယဉ်ကျေးမှုပြောင်းလဲလာတဲ့ဟာကိုအတူတူသင်ယူခြင်းတယ်ပေါ့ဘာလို့လဲဆိုတော့သမီးတို့ကဒီရှေ့ယဉ်ကျေးမှုယဉ်ကျေးမှုတွေအကြောင်းကိုနည်းနည်းသိတာနည်းနည်းနဲတယ်ပေါ့နော်အသိနဲတယ်ပေါ့ဒါပေမဲ့လူကြီးတွေကဒီယဉ်ကျေးမှုတွေအကြောင်းကိုခနသိတယ်အဲ့ဒါတွေကိုသမီးတို့ကလေ့လာရင်းနဲ့လူကြီးတွေကလည်းဒီအခုဆိုရင်ယဉ်ကျေးမှုဆိုတာခစ်နဲ့ပေါင်းဆက်လိုက်တော့မှသာလေဒီခစ်ထီအောင် trend ရှိနေတဲ့ဒီ product တွေဘာတွေမြန်မာယဉ်ကျေးမှုဒါမျိုးတွေကိုအမိရှိနေမှာဖြစ်တဲ့ကြောင့်မလို့ခစ်နဲ့လျော်ညီတဲ့ပုံစံအထိရက်တည်နေအောင်လို့သူတို့ကလူငယ်တွေရဲ့အမြင်ကိုလိုတယ်အဲ့ဒီအတွက်လူငယ်တွေစီကဒါကိုလမ်းလုံးမယ်အဲ့လိုနဲ့လူကြီးနဲ့လူငယ်ကဒီ culture change ကိုအတူတူလမ်းလုံးနိုင်မယ်လို့ထင်ပါတယ်ဆရာဒါကသမီးရဲ့အမြင်လေးပေါ့ဆရာဟုတ်ကဲ့ဒါလည်းကောင်းပါတယ်ဟုတ်နောက်ဆုံးမေးခွန်းလေးရတော့ဆရာမန္တလေးမြို့ရဲ့အမှတ်တရရာဇဝင်တွေကဘာတွေရှိမလဲဆိုတဲ့မေးခွန်းလေးဖြစ်ပါတယ်ဆရာဒါတော့မန္တလေးမြို့ရဲ့အမှတ်တရရာဇဝင်ဆိုတော့ဆရာတို့ခင်းနေဆိုပို့ပြီးတော့မှမြန်နှိစက်မလားမသိဘူးဆရာပဲဖြစ်ပေးပါအောင်ရှင်ဟုတ်အမှတ်တရတော့ခုနခက်နဲ့မဆိုင်ဘူးနဲ့တူတယ်နော်ဒါပေမဲ့ကျွန်တော်ခေါင်းထဲမှာစပြီးတော့ဖြတ်ကနေပေါ်လာတာပါလဲဆိုတော့ဒီနမ်းမြို့ရိုးရဲ့တကြံရဲ့ဒါပထမဆုံးစိတ်ထဲမှာချက်ချင်းပေါ်လာတဲ့ဟာပေါ့နော်ဘာလို့ဆိုမန်းလေးတကြံကရိုးရတကြံလည်းဖြစ်တယ်တခါခစ်မိသလားဆိုရင်လည်းခစ်မိဒါပေမဲ့ခစ်တော့လွန်မနေဘူးဆိုတော့ပြီးတော့တကြံကာလလို့ပြောရင်အဲ့ဒီခုနမန်းလေးကိုသွားပြီးတော့သတိရတာရေနောက်တစ်ခုက3နှစ်တစ်ကြိမ်လောက်ပေါ့မန်းလေးမှာတင်းကြံကြခြင်းနဲ့စိတ်ကအခုချိန်ဒီသက်ရွယ်ဒီဒါရှိနေတော့မယ်ဒီခုနကတော့ဒီရိုးရတဲ့ကြံကိုဒါခေတ်ဆက်တဲဆောင်လာနိုင်တဲ့မြို့လို့ဒါပထမဆုံး
ဖြည့်ချင်တယ်ဒါတစ်ခုပေါ့နောက်တစ်ခုကဘာလဲဆိုကျွန်တော်စာသင်တဲ့အချိန်မှာလည်းထည့်ပြီးတော့ပြောလို့ရှိတာပါလေကျွန်တော်တိုင်းပြည်မှာနှစ်ရာချီပြီးတော့ရှိတဲ့အမှတ်တစိတ်တွေဒါခုနမျိုးဆက်တွေအဆက်ဆက်ပေါ့နော် carry လုပ်နိုင်တဲ့တစိတ်တွေရှိတဲ့မြို့လို့ပြောရင်မန်းလေးဖြစ်နေတယ်ဟုတ်မှာနှစ်ရာချီတယ်ဥမာဒီမြင့်မြင့်ခင်ထုံးမုံဆိုရင်မျိုးဆက်တွေအများကြီးပယ်ဆောင်လာတယ်ဒီအရသာဒီအထီးအတွေ့ဒီအနံ့ဒီထုတ်လုပ်မှုပုံစံဒါပေမဲ့ခက်နဲ့လဲလျိုးညွှန်တွေရှိအောင်ပြင်လာတဲ့ဒါအမှတ်တစိတ်တခြားတစိတ်တွေလည်းအများကြီးရှိတယ်ဟုတ်ကဲ့ဆိုတော့နောက်တစ်ခုပါတော့တွေ့လဲဆိုလို့ရှိရင်ဥမာရိုးရာလို့ပြောလိုက်ရင်အထည်ရက်တယ်မန်းလေးကိုသတိရဟုတ်တယ်ဆရာဟုတ်ကြောက်စစ်မန်းလေးပဲရွှေကြည်တို့မန်းလေးမျိုးပေါ့နော်ဒါမန်းလေးကဒါပြောမကုန်နဲ့ဒါခုနကတော့ဒါရိုးရာဒလိဒါတွေကိုခုနကတော့ပေါ်ဆောင်တဲ့မျိုးလို့လည်းပြောလို့ရတယ်ပြီးတော့ဗာလဲဆိုတော့ဒီဒေတာမှာဒီမျိုးမှာရှိနေတဲ့ဒီပစ္စည်းထုတ်တဲ့သူတွေကသူတို့ကပစ္စည်းထုတ်တာတခုလည်းမဟုတ်ဘူးရောင်းကုန်တခုလည်းထုတ်တာမဟုတ်ဘူးဒါခေတ်အဆက်ဆက်ရဲ့တမိုင်းပေါ့ခေတ်အဆက်ဆက်ရဲ့ဒီထုတ်ကုန်တွေကိုမျိုးဆက်လိုက်ချီပြီးတော့ဒါခုနကယ်ဆောင်ရမယ့်တာဝန်ဒီတာဝန်မှာထမ်းဆောင်တဲ့ဒါလူတွေဖြစ်လာတယ်ဆိုတဲ့ဟာဒါမြင်လို့ရတယ်အဲ့ဒါတာဝန်ဖြစ်လာတာပေါ့နော်ဘဝဝေးတာဝန်ဖြစ်လာတယ်သူတို့ဒီမိဘလက်ငုပ်လက်ရင်းကိုကူပြောင်းပြီးတော့ပခုံးတန်းတာဝန်ယူတယ်ဆိုတဲ့ဟာမျိုးတသက်မဟုတ်တော့မန္တလေးလူပြောလိုက်ရင်ဒီပြရုပ်ဒီလက္ခဏာတွေကိုရှိတဲ့မျိုးဖြစ်ဖို့ကိုဒီမျိုးဆက်တွေမှာဒီမိသားစုတွေမှာဒီလုပ်ငန်းတွေမှာသူတည်ဆောင်မှုတာဝန်ရှိတဲ့မျိုးတစ်မျိုးလည်းဖြစ်တယ်ဒါကျွန်တော်အမြင်ပေါ့လေဆိုတော့ကဒီတဏ္ဍာနဲ့ဒီမြင့်မြင့်ခင်ထုံးမုံစကားဝိုင်းပေါ့ဒါခုနစာပေနဲ့ဒါနာရတ္တတွေအကြောင်းအတွေ့အခေါ်တွေအကြောင်းပြောခွင့်ရတာအများကြီးကျေးဇူးလည်းတင်တယ်ဝမ်းလည်းတာတယ်နောက်ဒီစကားဝိုင်းလေးမှာပြန်ပြီးတော့ကျွန်တော်တို့စုံကြတာပေါ့နော်